Tottenham Hotspur အသင်းမှာ manager တယောက်ထပ်ပြီးတော့ထွက်သွားပြန်ပါတယ်ဟုတ်ပါတယ် Thomas Frank ကိုရာထူးခန့်ပြီး10လပဲရှိသေးချိန်မှာရွတ်တရက်ကြီးထုတ်ပယ်လိုက်တာကကလပ်အသင်းလို့ရော Premier League ခုလုံးကိုပါတော်တော်လေးလုတ်ခတ်သွားစေခဲ့ပါတယ်ကဲအဲ့တော့ဘာဒီဖြစ်ကုန်ရလဲ ဒီအခြေအနေကိုတုံးတက်ဖို့အတွက်အရင်မေးတဲ့ကတော်တော်လေးတင်းတဲ့စကားတစ်ခုနဲ့အရင်စားကြည့်အောင်ကျွန်တော်ဒါဆိုစပါးသင်းကိုသူတို့စီမံခန့်ခွဲနေရတဲ့ပိုကောင်းအောင်လုပ်နိုင်တယ်တဲ့ဒါကဒီတုံးတက်ချက်တစ်ခုလုံးရဲ့အထူးကဆိုလိုရင်းကိုအစကတည်းကချပြလိုက်တာပါပဲအဲ့ဒီတော့တကယ်မေကိုကဒါပါပဲပြဿနာကတကယ်ပဲမန်နေဂျာတယောက်တည်းစီမှာလားဒါမှမဟုတ်ဒီချက်ပိုကြီးတဲ့အတင်းရဲ့ဖွဲ့စည်းပုံတစ်ခုလုံးနဲ့သက်ဆိုင်နေသလားဒီအချက်ကိုပဲအထူးကထားပြီးကြည့်သွားကြမှာပါဟုတ်ပြီဖတ်သမားဆုံးအပိုင်းကိုစလိုက်ကြရအောင်ဒီဖြစ်ရကစပါးအသင်းရဲ့မန်နေဂျာတွေအဆက်မပြတ်ထုပယ်ခံနေရတဲ့တန်တရားတွေကနောက်ထပ်ဇလန်းတစ်ပုတ်လိုပဲဆိုရမှာပါ Thomas Frank သူတာဝန်ယူခဲ့တာရှစ်လက်ပဲရှိခဲ့ပါတယ်ရှစ်လက်တီးနော်ဒီလောက်တို့တောင်းတဲ့ကာလကကလပ်အသင်းပဲလောက်မတည်ငြိမ်ဖြစ်နေလဲဆိုတာကိုမိမောင်းထုတ်ပြနေတယ်လို့ပါပဲတဟုတ်မှလည်းသူ့ကိုမန်နေဂျာအဖြစ်အစားကတည်းကဘာကြောင့်ခန့်ခဲ့တာလဲဆိုရင်မျိုးကိုလည်းဖြစ်လာစေပါတယ်ဒါပေမဲ့ဒီတုံးတက်ချက်ကတကယ်ပြပြနေတာကမန်နေဂျာစီမှာမဟုတ်ပါဘူးအဓိကတာဝန်အရှိဆုံးသူတွေကတော့ကလပ်ရဲ့ပုတ်ဖွဲ့ဝင်တွေပဲဖြစ်ပါတယ်ဒီဆိုကိုပိုခိုင်မာစေတဲ့အချက်ကတော့မန်နေဂျာထုတ်ပြင်မှုဟာအပြေမဟုတ်ဘူးဆိုတဲ့အမြင်ပါပဲဒီအမြင့်ထဲမှာတုံထားတဲ့စကားအတိုင်းပြောရရင်ပေါ့နော်ဒါဟာလုံးဝကာကွယ်လို့ရရဲ့သားနဲ့တုံလုပ်စရာကောင်းလောက်အောင်စိုးပါတဲ့အခြေအနေတစ်ခုတဲ့ဆိုလိုတာကပိုးခွဲရမဟာဗျူဟာပိုင်းဆိုင်ရာဆုံးဖြတ်ချက်အမားရဲ့ကြောင့်မလွဲမသွေချွတ်လာရတဲ့ရလက်တစ်ခုသာဖြစ်တယ်လို့ဆိုလိုတာပါကဲပိုးဖွဲ့ရဲ့ဆုံးဖြတ်ချက်ကြီးဘယ်လိုဒီမားသွားလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖြစ်အောင်အမားကြီးနှစ်ခုအဖြစ်ခွဲကြည့်လိုက်ရအောင်ပထမဆုံးမှာကအချင်းကြိုက်ပဲအချင်းခလွဲသွားတယ်ဘာလို့လဲဆိုတော့ဖေဖော်ဝါရီလမှာမန်ယူနျူကာဆယ်လီဗာပူးအာဆင်နယ်လို့လိုအသင်းကြီးတွေနဲ့စက်တိုက်ကစားရမယ့်ပွဲချက်တွေရှိနေခဲ့တယ်အဲ့ဒီပွဲတွေအားလုံးပြီးသွားတဲ့အထိစုံနေခဲ့တာကကလပ်ကိုတန်းစင်းစုံတိုက်ပွဲတွေကိုတက်တက်မမတန်းပို့လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်တကယ်ဆိုဒီပြောင်းလဲကိုတလက်လုံးစိုးပြီးလုခဲ့တဲ့တယ်လို့အရေးမြစ်ကဆိုပါတယ်ဒုတိယအဓိကအမှားကပိုတောင်းဆိုသေးတယ်အဲ့ဒါကကစားဟန်လုံးဝမကိုက်ညီတာပါပဲအရင်မန်နေဂျာအန်ဂေပိုစတစ်ကိုကလိုရဲ့တိုက်စစ်ကိုဦးစားပေးတယ်။ဘောလုံးပိုက်ဆိုင်မှုများများနဲ့ကစားတဲ့ပုံစံကနေ Thomas Frank ရဲ့ခန်းစစ်အသားပေးတံပြန်တိုက်စစ်ကိုအားကိုးတဲ့တသနာကိုကူးပြောင်းလိုက်တာဟာအစွန်းတစ်ဖက်ကနေနောက်တစ်ဖက်ကိုခုန်ကူးလိုက်တယ်လို့ပါပဲ။ဒီကစားဟန်မကိုက်ညီမှုရဲ့အကျိုးဆက်ကတော့ရှင်းပါတယ်။ဒီကမ်းမှုဟာကလပ်အသင်းရဲ့လက်ရှိကစားသမားတွေရဲ့အားသာချက်တွေနဲ့တော့ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေနဲ့ပါလုံးဝကိုစန့်ကျင်ဘက်ဖြစ်နေကြတာပါ။ဒါကြောင့်လေကစားသမားတွေရောပရိသတ်တွေရောဒီကစားပုံကိုသဘောမကျခဲ့ကြပါဘူးဒီမာရီယာလုံးကိုခြုံကြည့်လိုက်ရင်ပိုပြီးနဲ့ဆိုင်တဲ့အရင်ခံပြဿနာတစ်ခုတွေ့ရမယ်အဲ့ဒါကတော့ club အသင်းဟာကိုယ်ပိုင်အမှတ်လက္ခဏာပျောက်ဆုံးနေတာပါပဲတော်တင်ဟန်ရဲ့နီလန်ဆိုတာပါကိုပြောတာလေဒါကတော့သမိုင်းတစ်လျှောက်တိုက်စစ်ဆင်ပြီးဖြော်ထီမှုအပြည့်ပေးတဲ့ဘောလုံးပွဲတွေကိုဆိုလိုတာပါပရိသတ်တွေကဒါကိုပဲမျှော်လင့်ကြတယ် Gascoigne Ginola Beiro လို့ကစားသမားတွေရက်နက်ပိုချက်တီနိုတို့လိုမန်နေဂျာတွေကဒီအမတ်လက္ခဏာကိုဖော်ဆောင်ခဲ့တာပါ။ဒါကြောင့်လင်းဒီကလပ်ဟာစူဖလာတွေအများကြီးမရရင်တောင် Big Six အသင်းကြီး6သင်းထဲမှာပါဝင်နေတာပါ။ဒီ timeline ကိုကြည့်လိုက်ရင်ရှင်းသွားပါလိမ့်မယ်။ပိုချက်တီနိုလက်ထက်ကတိုက်စစ်ကစားဟန်အမတ်လက္ခဏာကနေမော်ရီညို၊နူနို၊ကွမ်တီနောက်ဆုံးဖရန့်အထိတဖြည်းဖြည်းနဲ့ခန်းစစ်ဘက်ကိုပဲဘယ်လိုဦးတည်လာခဲ့လဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါရယ်။ဒါကြောင့်လဲအရင်မြစ်ကဒီအခြေအနေကိုစကားတခွန်းတည်းနဲ့အပြတ်ပြောလိုက်တာပါ။ဒါတော့တတနတ်မဟုတ်ဘူးတဲ့ဆိုလိုလာကမချစေခင်ကမန်နေဂျာခန့်အပ်မှုတွေဟာခလက်ရဲ့အဓိကတန်ဖိုးတွေကိုခလက်ရဲ့ DNA ကိုတစ္ဆဖောက်လိုက်တာနဲ့တူတူပဲလို့ဆိုလိုတာပါကဲဟုတ်ပြီဒီလောက်အချိန်တွေစိုးပြီးသွားတော့ရှေ့ဆက်ဘာဖြစ်လာမလဲအနာဂတ်အတွက်ဘလူးလန်းချောင်းကိုရွေးချယ်တဲ့လဲဆိုတာကိုကြည့်လိုက်ကြရအောင်အခုလောလောဆယ်မှာတော့ဒီဆုံးဖြတ်ချက်တွေရဲ့အတိုက်ရဲ့အကျိုးဆက်ကအန်ဒီရဲ့များတဲ့အခြေအနေတစ်ခုပါမယ်အရင်မြရဲ့အဆိုအရာကကလပ်အသင်းဟာအခုတန်းစင်းစုံတိုက်ပွဲထဲကိုတေချာပေါက်ရောက်ရှိသွားပါပြီဒီတော့ဒီအကြိုက်တဲကနေဘီလိုယုံထွက်မလဲအရင်အမြက်ကအနာဂတ်အတွက်လက်တွေ့ကြတဲ့အဆင့်3ဆင့်ပါတဲ့ကယ်ဆယ်ရေးစီမံကိန်းတစ်ခုကိုအကြံပြုထားပါတယ်ပထမဆုံး Ryan Mason လို့ကြားဖြတ်မန်နေဂျာတယောက်ခန့်မယ်ပြီးရင်ဒီယာဒီမှာတမ်းမစင်းရဆုပ်ကိုပဲအာရုံစိုက်မယ်နောက်ဆုံးအနေနဲ့ဒီယာဒီကိုလက်လွတ်လိုက်ပြီးလာမယ့်နွေရာသီနာအသင်းကိုအသစ်ပြန်တည်ဆောက်မယ်ဒီလိုစီမံကိန်းရဲ့အဓိကပန်းတိုင်ကတော့ရှင်းရှင်းလေးပါပဲကလပ်ရဲ့အမတ်လက္ခဏာနဲ့ကိုက်ညီမဲ့မန်နေဂျာတယောက်ကိုခန့်ပြီးအစကတည်းကအမှားယွင်းခဲ့တဲ့ကစားဟန်မကိုက်ညီမှုဆိုတဲ့သေတနာကိုအမျက်ကန်နဲ့ဖြည့်ရှင်းဖို့ပါပဲနောက်ဆုံးအနေနဲ့ဒီရှင်းလင်းတင်ပြမှုကိုစဉ်းစားစရာမိကွန်းတစ်ခုနဲ့အဆုံးသတ်လိုက်ပါစေပေါ်လုံးလောကမှာပဲဖြစ်ဖြစ်တခြားနေရာမှာပဲဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုဟာကိုယ်ပိုင်အမတ်လက္ခဏာကိုယ်ပိုင်အရင်မြစ်ကိုဆွတ်လွတ်လိုက်ပြီးတော့တကယ်ပဲအောင်မြင်နိုင်ပါမလား